မူမီအရိမတိယမြတ်စွာဖယားနဲ့ကဘာဝေတိတိုင်အောင်ဘယ်တော့မှမတွေ့နိုင်မဲ့ပုဂ္ဂိုလ်9ဦးရှိတဲ့သူတို့ဘဝတွေဘယ်လောက်များကြောက်စရာကောင်းလဲ9ဦးရှိတယ်ဆိုပါတော့ဖယားအဲ့ဒီပုဂ္ဂိုလ်တွေကဘသူတွေများပါလိမ့်ဟုတ်ကဲ့ဘယ်တော့ခါမှနောင်ပွင့်တော်မူမီအရိမတိယနဲ့မတွေ့နိုင်မဲ့ပုဂ္ဂိုလ်9ဦးတနည်းလူမိုက်9ယောက်ဒုဗံမေရကင်္စဘောရိဗေရကင်္စအာရမေရကင်္စဘိက္ခုဗေရကင်္စဘိက္ခုနီဗေရကင်္စဘေသာနန္တိယဗေရကင်္စနဲ့တက္ကာယဒိဋ္ဌိဗေရကင်္စလို့ပုဂ္ဂိုလ်9ယောက်ဒီလိုပြောတော့ရှောင်းရမယ်သူကဟမ်ငင်းညခိုင်ပါဠိလိုတွေပြောတော့ငါတို့ဘယ်လိုရှောင်းရမလဲဒါပေါ့အတိတ်ဘယ်တွေကဘယ်လိုများရှိတယ်ဗျဖယားနဲ့ဘယ်တော့မှမတွေ့နိုင်မယ်လူမိုက်9ယောက်ကဒုဗံဗေရကင်္စဇေရီပထိုးကြောင်းကံဖယားတို့ဖြတ်စည်းသောပုဂ္ဂိုလ်ဘယ်တော့မှဖယားနဲ့မတွေ့နိုင်ဘူးကဘာဝေတိတိုင်အောင်ဘောရိဗေရကင်္စဘောရိဗေရကင်္စဆိုတာကကျမတို့မြတ်စွာဖယားနဲ့ဖွားဘက်ဖြစ်တဲ့ဘောတိညောင်ပင်များကိုမသိလို့ကတော့ထားလိုက်ပေါ့အခုကျမပြောလို့သိပါလျက်နဲ့တထောင်ကျော်သောဘောရိညောင်ပင်များခုတ်ထွင်းရှင်းလင်းသောပုဂ္ဂိုလ်ဘယ်တော့မှဖယားနဲ့မတွေ့နိုင်ဘူးလေရှေ့တုန်းကစာသူရှိတာဟုတ်ကဲ့ရွှေကြောင်နောက်ကောင်းမလေးညောင်ညိုဖြတ်သည်တဲ့ဟုတ်တယ်ကိုမှတ်သားစရာပါကျောင်းပင်ကြီးကျောင်းကြီးတွေဘလောက်ပဲကောင်းကောင်းညောင်ပင်ပေါက်လို့တထောင်ကျော်သွားရင်ဆရာတော်တွေမဖြတ်စည်းရတော့အဲ့တော့ဘာဖြစ်သွားလဲကျောင်းကြီးဘလောက်ကောင်းကောင်းပြတ်သွားတာအဲ့ဒါကြောင့်မို့ပါကဲရှေ့ဆက်ပါဦးညီမဒုဗံမေရကင်္စဘောရိဗေရကင်္စအာရဟံဗေရကင်္စတဲ့တတိထားပါသမီးတို့အများသောအားဖြင့်တွေ့အာရဟံဗေရကင်္စဆိုတာကဖယားပြည့်ညတ်ထားတဲ့ပါဠိစာဖယားစာတရားစာကျမ်းစာရုပ်စွာအစုံနမောတတပါတဲ့ဟာဒီအလူဖိတ်စာများကိုမသုံးမတန်တော့နေရာတနည်းအိမ်သာအညစ်အကြေးသုံးတဲ့နေရာတွေပေါ့အဲ့ဒီလိုနေရာများမှာတိပါလျက်နဲ့သုံးဆွဲသောပုဂ္ဂိုလ်ဘယ်တော့မှဖယားနဲ့မတွေ့နိုင်ဘူးမသိခင်ကသုံးရင်သုံးလိုက်တော့အခုကျမတို့ပြောလို့သိပြီမလုပ်ပါနဲ့ဘိက္ခုဗေဒကင်္စတိတ်အပြစ်ကြီးတယ်ဘိက္ခုဗေဒကင်္စဒီခေတ်မှာတိတ်တွေ့ရတယ်ယဟန်တန်ကအချင်းချင်းတပားနဲ့တပားမတက်အောင်ဂုံချော်ရန်တိုက်ယဟန်သင်္ကွယ်သောပုဂ္ဂိုလ်တိတ်အပြစ်ကြီးတယ်ဘယ်တော့မှဖယားနဲ့မတွေ့နိုင်ဘူးလေရှင်ဘိက္ခုနီဗေဒကင်္စဘိက္ခုနီဗေဒကင်္စဆိုတာကျမတို့ဖယားသမီးတော်တိလရှင်ယတိမှာရုပ်စွာဆုံးယောဂီဝတ်ထားတဲ့အမျိုးသမီးများကိုအဆက်တကွဲအကျိုးနဲ့ဘဝပြက်အောင်ဖျက်ဆီးသောလူယုံမာများဘယ်တော့မှဖယားနဲ့မတွေ့နိုင်ဘူးတဲ့ပေစာနတိယဗေဒကိစ္စပေစာနတိယဗေဒကိစ္စဆိုတာကဖယားတရားတန်ခါမိပဆေယအနန္တောအနန္တ၅ပါးအားကာယကံအမှုနဲ့ကြီးကျယ်စွာပြမစော်ကမရိုင်းသောပုဂ္ဂိုလ်များဘယ်တော့ခါမှဖယားနဲ့မတွေ့နိုင်ဘူးစင်ရည်တင်တော်သူပေါ့နောက်တစ်ချက်ကအကိုကြီးတက္ကာယဒိဋ္ဌိဗေဒကိစ္စဒီခေတ်ကျမတို့ Facebook သုံးရမှာကြောက်တယ်ကိုဘာသာမဲ့နဲ့ခံယူပြီးဘာသာသာသနာကိုစော်ကားနေလိုက်ကြတာများအဲ့ဒါတွေကတနည်းပြောရရင်ဒိဋ္ဌိတွေအယူမှားနေတဲ့ပုံကိုယ်တွေသူများဘာသာကိုတော့ကျမတို့မပြောပါဘူးကျမတို့ဗုဒ္ဓဘာသာအမြင်ခံထားတဲ့သူတွေကိုပဲပြောပြရစီမှားသောအယူဝါဒအမားကိုဆွဲမြဲစွာလက်ခံကျင့်သုံးထားတဲ့ဒိဋ္ဌိလူယုံမှာများဘယ်တော့ခါမှဖယားအဆုံးမရပြီးဖယားနဲ့မတွေ့နိုင်ပါဘူးလေရှင်